အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမကဒီနေ့ကညီမတို့သွားခဲ့တဲ့ Bright Hill Temple ကိုသွားတဲ့နည်းလေးကိုတင်ထားပေးထားပါတယ်သူက Bright Hill MRT ကနေပြီးတော့ exit 2ကနေထွက်ပြီးပြီဆိုရင်ညာဘက်ကိုချိုးပြီးတော့ပြထားတဲ့လမ်းလေးအတိုင်းလျှောက်သွားရုံပါပဲအဲ့ဒီမှာလည်းလမ်းညွှန်ဆိုင်ပုတ်လေးတွေရှိပါတယ်မနက်ခင်းဆိုရင်8နာရီကနေပြီးတော့ညနေ4နာရီအထိပဲဖွင့်တာပါ4နာရီပြီးရင်တော့တပ်ပုံရိပ်တာတွေရက်ခိုင်းပြီးတော့ပြန်ထွက်ခိုင်းပါတယ်အထဲထဲကိုဝင်လိုက်တာနဲ့3ထပ်ဆောင်ရှိပြီးတော့ဒုတိယထပ်မှာဆိုလို့ရှိရင်လာပြင်းနဲ့လောက်ွယ်နေတွေမှာထမင်းကျွေးတယ်လို့သိရပါတယ်ကျွေးတဲ့အခါမှာလည်းတက်လွန်ဟင်းနဲ့ကျွေးတာပါသွားမယ်ဆိုလို့ရှိရင်ဖျားပန်းကလှူလို့ရတာမဟုတ်တဲ့အတွက်ဖျားပန်းတွေအများကြီးယူသွားစရာမလိုပါဘူးအဲ့ဒီမှာပန်းလှူလို့ရပါတယ်အလှငွေထည့်ပြီးတော့ပန်းတွေပါလှူလို့ရတာမျိုးပါအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်